ဒါလီယာမောင်ရဲ့မိုဘိုင်းရှင်မျိုးသမီးလေး ဒါလေးကိုလေအဲ့လောက်ထိချစ်ပေးလို့ကျေးဇူးတင်ပါတယ်နော်မ ဒါလီမောင်ကလူမဟုတ်ဘူးစုံမဖြစ်နေလို့အမေကတားနေရတာ ကျမတူမနဲ့သဘောမတူလို့ဆိုလို့ချင်တာလား ရှင်တဲ့တွေ့ရင်တော့စဉ်းစားပြမှာပေါ့ အမေလူကြီးပြပြီးစကားကိုမျိုးမျိုးမပြောနဲ့အမေ မောင်တို့မိသားစုကလေဒါလေးကိုအထင်သေးတယ်နှိမ့်ချပြီးဆက်ဆံနေအဲ့ဒါကြောင့်လေဒါလေးကိုလမ်းခွဲတာပဲကောင်းတယ် သူတို့တွေသဘောမတူနဲ့မောင်ဒါလေးကိုရောက်ရှူမှာ ငါတို့ကလည်းမရရအောင်တားမယ်ဆိုတာနင်းသဘောပေါက်ထား တားလေတားပါဒါပေမဲ့မမောင်လေးကဒါလေးလက်ထဲမှာဆိုတာမမသိရမလား အမေဒီကောင်စေးမိနေတာတေးကြတယ် နင်တို့တစ်ဖက်သားကိုဖိလိုက်တာတအားများနေနင်တို့ငါမိသားစုဝင်လို့ပြောမှာငါရှက်တယ် မိဘဒီတားလူပါဝါနေပြီနော်你陪龙那怎么样吃都是那叫我纠缠呢？ ရှင်းဘာလို့လဲ 妈，表来的。我没看见第一问吃，都那时候没嘛。 မင်းလောဘတွေတိတ်မကြီးနဲ့ 妈，我摆在要买走路，老板接了把骗来了。我单我骗没给少了，没被压压骗了嘛呗。 ဒီလိုလေးလာမိသားစုဖျက်ဆီးနေရလားဟမ် 那你的毛怎么这么干呢？ နင်နဲ့ငါနဲ့ဆက်လက်ပြီးသွားပြီ 一切干那真是满地里，那有啥个里的，个地瑞瑞别。 ကိုမင်းခန့်အောင်ကြပြရဲ့ဘဝလက်တွေပေါ်ဖြစ်တယ်လက်ခံနိုင်ပါ 没有，老板老板的嘛呗，妈，他老板表嘛， ဘာလို့မရမှာလဲငါမောင်ပြောနေနားမပါဘူးလားခွတ်ချက်ချင်းထွက်သွားတော့ 都便宜不顺利，但是爸爸老弄呗，我爷嘛把那不话呗看呀看呀，都没看呗，ဒီဘဝမှာသမီးသူနဲ့ပါသွားလို့ရှင်ချင်းနဲ့ပါပြီးတော့လေလောက်ပါဦး တော့စိတ်မင်းကကျမတူမရှိကိုပြန်လာရင်လားမလာလို့ရှိရင်ဒင်းကိုအသေးသက်